ဒီကနေ့မှာတော့တကယ်ကိုမှဝမ်းသာစရာသတင်းတွေကြားရဗျာအဲ့ဒါကတော့ဒါဒေါန်ဆန်းစုကြည်တို့ LND အစိုးရလက်ထက်မှာ American Bank Federal Reserve Bank of New York မှာအနှံခဲ့တဲ့ဒေါ်လာ1ဘီလီယံကိုဒေါ်လာအင်အားစုများထံလွှဲပြောင်းဖို့အတွက်ဒါတင်ပြခဲ့တာမှာအဲ့ဒီအရာကိုတေချာစွာပြန်လည်ပြီးတော့သုံးသပ်သွားမှာဖြစ်ကြောင်း American လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကဒါအကြောင်းပြန်လာပြီပေါ့နော်ဆိုတော့ဒီဟာသာရလို့ကတော့ပွဲသိမ်းပြီဗျအခုတော့နော်ဒေါ်လာကြီးကအားနေလာတယ်ပြည်သူတွေရဲ့ဒီကျွန်တော်တို့နော်ထောက်ပံ့မှုတွေလည်းမရတော့ဒါတော့ဒီလောက်တက်ကြည့်လုံနိုင်တာပေါ့နော်ဒါရပြန်ရလို့ကတော့ပွဲသိမ်းပြီဟလားဆိုတော့မြောင်းလိုက်လို့အနေနဲ့ဒီဟာကိုသာเนาะကျွန်တော်တို့ဒေါ်လာရင်းပဲတော်သားတွေဒါရလို့ရှိရင်မြောင်းလိုက်လို့အနေနဲ့ခုခံမှုဆိုတာကတော်တော်လေးကိုခက်ခဲသွားမှာပဲဖြစ်ပါပြီเนาะဆိုတော့NG ကလည်းဒါပဲစောင့်နေတာဆိုတော့ဒါသာရရင်တော့တနည်းတစ်ပုံနိုင်ငံရေးခြေအနေတွေကပြောင်းလဲသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ Joshua Ban ကိစ္စ Joshua Ban ကိုအခုလက်ရှိမှာ Joshua Ban ကထိုင်းနဲ့မလေးရှားကိုသွားဖို့ရှိတယ်အဲ့ဒါကိုမြောင်းနိုင်တို့ကထိုင်းနဲ့မလေးရှားကိုသွားတယ်ဆိုတာထက်ပေါ့နော်အခုမြန်မာနိုင်ငံမှာလေး agent နေပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုပဲပြန်လာဖို့မြန်မာနိုင်ငံပြန်လာပြီးတော့ဆုလာယူဖို့ပြီးတခါကျတော့နော်ပြည်သူပြည်သားတွေနဲ့တွေ့ဖို့အမေရိကန်နဲ့မြန်မာနိုင်ငံရဲ့နိုင်ငံခြားကနော်ကျွန်တော်ဆက်ဆံရေးတွေပြန်လဲကောင်းမွန်တဲ့ဆက်ဆံရေးကိုအမေရိကန်နိုင်ငံသားတယောက်အနေနဲ့မြန်မာပြည်ပွားတယောက်အနေနဲ့လှုပ်ဆောင်ပေးဖို့အတွက်ကိုတောင်းဆိုထားတာကိုကျွန်တော်နေတွေ့ရပါတယ်ဗျာ